သူတို့အလုံးလုံးနေတာမြန်မာတနိုင်ငံလုံးအတွက်ဒီ GZPDF ကလေးတွေအလုံးလုံးနေတာခမရတို့မိသားစုအတွက်နဲ့တရွာလုံးဒုက္ခရောက်မဲ့ရောက်ကိုမလိုလားလို့သူတို့ကဒီစတားလေးကိုလာပြီးတော့သိရကြီးဖြစ်တယ်ငါတို့ပတ်စံရှိလို့ငါတို့ဝယ်တာပဲငါတို့ပတ်စံရှိလို့ငါတို့စတားလေးတွေဝယ်တာပဲငါတို့တုံးတာပဲဘာဖြစ်လဲဆိုတဲ့သဘောကခင်ဗျားတို့အဲ့လိုစစ်တပ်ကိုလွန်ဆန်ရဲသလားခင်ဗျားတို့မိသားစုစစ်တပ်ကိုလွန်ဆန်ရဲသလားစတားလင်းဘာကြောင့်မို့တုံးရတယ်လဲခင်ဗျားတို့မိသားစုစစ်တပ်ကရုပ်မာနေတာခင်ဗျားတို့မသိဘူးလားဟိုရောမှာမီးရှို့တယ်ဒီမှာမီးရှို့တယ်ဟိုရင်းနေမီးရှို့တယ်ဒီရင်းနေမီးရှို့တယ်အင်တာနက်တွေဖြတ်တောက်တယ်အဲ့ဒါတွေကိုခင်ဗျားတို့ကသိပါလေရဲ့နဲ့ဟလားတည်င်းလေးအတူထွာလေးတွေကြည့်ကြထားတဲ့စတားလင်းကိုနော်အမြဲတစေ Airbus ဒီစတားလေးကိုမီးစက်နိုးပြီးတုံးနေတယ်ဆိုတော့ဒါခင်ဗျားတို့အမှားဒီညီလေးတွေဒီညီမလေးတွေလုံနေတာတနိုင်ငံလုံးအတွက်မြန်မာတနိုင်ငံလုံးအတွက်ကိုးကွယ်သည့်ဘာသာအသီးသီးအတွက်တဦးတယောက်တစ်မျိုးတစ်ဘာသာလေးအတွက်အလုပ်လုပ်နေတာမဟုတ်ဘူးအဲ့ဒါတွေကိုခင်ဗျားတို့ဘူးလည်းမသိဘူးကိုးလည်းမသိဘူးစကားတွေပဲထိုးစစ်ဆင်နေတယ်ဆိုတော့ပြဿနာဆိုတော့ဖြစ်သွားမှာပဲကျွန်တော်တို့လိုအသက်ကြီးရွယ်ဦးတော်မှာပဲအဲ့လိုနင်းကန်ထိုးစစ်ဆင်လာရင်ဖြစ်မှာပဲဒီစကားဒီလိုဖြစ်ကုန်မှာပဲခိုက်တက်နေဖြစ်ကုန်မှာပဲကိုကအတိတရားရှိရမှာတကယ်တော့နှစ်ဖက်လုံးမှာအပြစ်ရှိလားမင်းခလေးတွေမှာအပြစ်မရှိဘူးဗျကျွန်တော်ကဒီလိုပဲပြောဆိုချင်တယ်ခလေးတွေကသူတို့အထက်လူကြီးလာတင်ခိုင်းလို့လာတင်ရတာပြည်သူအနေနဲ့လဲစီးနဲ့ကန်းနဲ့လိုက်နာတာအဲ့နေရာမှာလိုက်နာတာလားအဲ့နေရာမှာလိုက်နာပြီးအဲ့လိုဗီဒီယိုဖိုင်တွေတင်တာလားဒီစတားလေးကိစ္စလားနော်ခင်ဗျားတို့စီးကန်းလိုက်နာတာခင်ဗျားတို့ဒီလိုဟလာ GZPDF ခလေးတွေကစီးကန်းထုတ်ထားတယ်ခင်ဗျားတို့ကလှုပ်ချင်တိုင်းလှုပ်တယ်အဲ့ဒါစီးကန်းကိုလိုက်နာတာမြန်မာနိုင်ငံစီကံအပြက်စီးနေတာခင်ဗျာ60နှစ်ထဲရဆိုတော့သိလားဒါကိုခင်ဗျားတို့မသိတော့ငါတို့လည်းနားလဲတာပဲငါတို့လည်းသိတာပဲအမလေးဗီဒီယိုဖိုင်တင်မယ်ဘာဖြစ်တဲ့ညာဖြစ်တယ်ဟလားခင်ဗျားတို့မီးမွေးလိုက်တာခင်ဗျားတို့မိသားစုမီးမွေးလိုက်တာမန္တလေးတိုင်းလုံးဒုက္ခရောက်သွားမယ်ဆိုတော့ခင်ဗျားတို့သိလားကျွန်တော်တို့ GZPDF တွေမှာဗမာလေးလေးရင်ပြဿနာခမရတို့ဒုက္ခပေးလို့စစ်တပ်ကလေနဲ့ဘုံကျဲရဲ့ဟဲ့လားလက်လက်ကြီးလက်လက်ငယ်လေးနဲ့ပြစ်မယ်ဝိုင်းတွဲလေးနဲ့ပြစ်မယ်900ဘုံတွေကျဲမယ်ပုံ120ဘုံတွေကျဲမယ်အဲ့ဒါဆိုရင်တရွာလုံးချွတ်ချုံမကြကုန်လားတပြုတ်မပြုံးကုန်လားခမရတို့အတိရလေလူထမင်းစားပြီးအုံတော့မရှိဘူးလို့ကျွန်တော်ပြောနေတယ်နော်အဲ့ဒါစီကန်းကိုလိုက်နာ GZPDF ကလေးတွေကဖြစ်မှာဆိုလို့စီကန်းထုတ်ထားတယ်ခမရတို့စတားလေးနဲ့ဝယ်ပြီးAirbusသုံးနေတယ်အဲ့ဒီအချိန်မှာစစ်တပ်ကအလန်းမရဘူးလို့ခမရတို့ပြောနိုင်လားခမရတို့မိသားစုတစုကြောင့်မို့ခမရတို့ဘေးမှာရှိတဲ့ရွာတွေရောကြံတဲ့ရွာတွေရောခမရတို့ရောဒုက္ခမရောက်သွားနိုင်ဘူးလားခမရတို့မိသားစုကထမင်းစားတာမှဟုတ်ရဲ့လားအမိမြန်မာနိုင်ငံမှာနေပြီးတော့ထမင်းကောင်းကောင်းစားရရဲ့လားထမင်းစားပြီးလူစကားရောနားလေရဲ့လားဒါကျွန်တော်ကရင်ကြည်ကြည်ပဲပြောတာနော်ဘာလဲဆိုတော့ကျွန်တော် GZPDF ကလေးတွေကဆွဲလန်းရမ်းလာလောက်တာတစ်ချက်လေးပဲမှားသွားတယ်ကြံတဲ့နေမှာမမှားဘူးရသူတို့ကလာတဲ့ကောစီးနဲ့ကန်းနဲ့အလုတ်လာလောက်တာခင်ဗျားတို့ကစီးကန်းမရှိစတားလင်းကိုတုံးတာစတားလင်းတုံးတယ်ဆိုတာအင်တာနက်မရတဲ့နေရာမှာစတားလင်းတုံးတာအခုခင်ဗျားတို့နေရာမှာအခုစတားလင်းတွေခွေးတုံးလိုက်တော့နော်အင်တာနက်ရတယ်စစ်တပ်ကအလန်းမရဘူးလားအခုကျွန်တော်ပြောဆိုရင်းနေတော့မှာပဲဘယ်လင်ကလေဝိုင်းတွဲလေနေနဲ့ဘုံကျဲပြီလေပေါင်900ဘုံတွေဘယ်လိုလာပြစ်ပြီလဲခင်ဗျားတို့သိလားကျွန်တော်တော့သိနေတယ်ဘာဖြစ်လို့သိနေလဲGZPDF ကလေးတွေလွတ်အောင်သွားမှာပဲခင်ဗျားတို့လာဆုံးမမှာခင်ဗျားတို့လက်မခံဘူးဆိုရင်ခင်ဗျားတို့စစ်တပ်ကဘာလာလို့မလဲကြည့်ပေါ့လူရှင်လက်လက်ကြီးဖမ်းပြီးတော့ဒီနေ့သေးတယ်ဒီနေ့ဖမ်းသွားတယ်မလက်ပြန်အလောင်းလာပို့တယ်အဲ့ဒါခင်ဗျားတို့သိနေတယ်ထို့တူပဲစစ်တပ်မှာပေါ်တာဆွဲတယ်ဆိုပြီးစစ်သားလောက်ခိုင်းတယ်မလောက်ချင်လို့ပြစ်တတ်တာတွေရိုက်တတ်တာတွေအများကြီးခင်ဗျားတို့စောက်လုံးတွေကန်းနေတယ်ခင်ဗျားတို့မျက်လုံးတွေကန်းနေတာအဲ့ဒီမိသားစုတွေအဲ့ဒါလေးတို့ခင်ဗျားတို့ကအထုမယူပဲနဲ့ခလေးတွေကိုအပြစ်တင်တာခင်ဗျားတို့တရားလုံးနဲ့ခင်ဗျားတို့မိသားစုကလူမဟုတ်ဘူးခင်ဗျားတို့မိသားစုကဘောမှာပဲဘာလဲဆိုတော့ခလေးတွေစတားလင်းလာတင်းတာအေးစီလေးငါသားတို့မသိမ်းတော့မသိမ်းပါနဲ့ကွာအန်တီတို့ချစ်နေမှမယ်ဟာဦးလေးတို့ချစ်နေမှမယ်အမားတို့ချစ်နေမှမယ်
ချင်းချင်းပြီးကြည့်ပါမယ်လို့ခင်ဗျားတို့ပြောရင်ဒီကလေးတွေကဒီလိုဆွဲလိုက်ရင်လားဖြစ်မလားအုံတော့မရှိတဲ့ဖွားကြီးတွေထမင်းစားပြီးလူထမင်းစားပြီးလူလိုအတိတရားမရှိတဲ့မိသားစု